အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မြို့ကျော်အင်ချန်မီမှာအဒမင်ပဲဖြစ်ပါတယ်ပြင်းဦးမြို့မှာအင်ချန်မီများရောင်းဝယ်လိုတာပဲဖြစ်ဖြစ်ငှားရမ်းလိုတာပဲဖြစ်ဖြစ်အင်ချန်မီနဲ့ပတ်သက်ပြီးမိသည့်ကိစ္စမဆိုတာဝန်ယူဖြေရှင်းပေးပါတယ်နိုင်ငံတော်မှာသတ်မှတ်ထားသောတစ်တော်မြေကျူးမြေပလက်မြေနိုင်ငံတော်နဲ့မလွတ်ကင်းတဲ့ဘယ်မြေမိသည့်မြေမျိုးစောက်မှာရောင်းဝယ်ခြင်းမပြုလုပ်ပေးပါပြင်းဦးမှာတိကျတေချာသောအင်ချန်မီများရောင်းချင်တာပဲဖြစ်ဖြစ်ဝယ်ချင်တာပဲဖြစ်ဖြစ်ငှားရမ်းလိုတာပဲဖြစ်ဖြစ်ကျွန်တော်တို့ MBK Family ဖုန်းနံပါတ်399864119928ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်အင်ချန်မီများဝယ်ယူသည်ဖြစ်စေမဝယ်ယူသည်ဖြစ်စေအင်ချန်မီနဲ့ပတ်သက်သောကိစ္စဝဝကိုလည်းစုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကျေးဇူးထူးတင်ရှိပါတယ်ကြည့်ရှုသူပေါင်းကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ